เอาไว้แค่นี้เอาไว้สักนิดเดียวเธออีกสักครู่ไอ้มีนิ้วกดอย่างนี้เดี๋ยวจะดูเธอละเอาเดี๋ยวเธออ๋อแต่เดี๋ยวมันจะเอาเธอละฉันเอาก่อนเอาเดี๋ยวเนี่ยจะเอาไว้เลยปากพวกมันก็ได้ก่อนเนี่ยแต่แกอ้อมเยอะมันก็ดูสารแล้วเนาะแล้วว่าสิบหรือว่าที่ก่อนเนี่ยเนาะคือพอได้วางเงี้ยพอแค่ละเนาะคือได้แอดดิเพดครูสแค่ละแล้วที่ชอบทำมาจากต่อไปสู้แล้วคือมันคือว่าเนาะคนนี้ไปจุดแล้วก็เดี๋ยวเรื่องนี้คนนี้ชอบเรื่องชอบก็ได้ก็ได้ก็ကဲဘယ်သူကဗာပြောချင်လဲဟောပြောချင်တော့လေဟို USD ကနေပြီးတော့ line ပေါ်မှာစစ်တိုင်းနေတဲ့ကောင်တွေမြေပြင်စင်းတယ်လို့ဟိုမဲရောက်တာပြည်သူတုံးနဲ့ပြည်သူပြန်ရိုက်တယ်လို့ပြောတဲ့ကောင်တွေလည်းမြေပြင်စင်းတယ်လို့အဲ့ဒါလေးပြန်လူမယ်ဆိုတော့မဲမရောက်တော့ဘူးလို့ပြောလိုက်တာ သူများအဖောင်းမထူနဲ့နင်သမင်းသားမောင်စားသူများဖောင်းထူတာတို့သူများရံပွဲပါတာတို့ငါမကြိုက်ဘူးဆိုရင်ဘကိုရုံမဆင်းရတော့ဒီမှာဘိုးကြီးသူကဘိုးကြီးအဲ့ဒီမှာလည်းမြက်တွေကြီးအဲ့ဒီမှာလည်းမြက်တွေကြီးဖတ်သမင်းစားခြင်းနဲ့ဆိုလို့ဒီနေ့ဖတ်သမင်းလောက်ကြွေးတာပါလို့ရဲဘော်တွေကိုရှေ့တန်းမတက်ခင်အားရှိအောင်လို့ကဲကောင်းလားဖတ်သမင်းဦးစိုးစောတာစေဖတ်သမင်းကောင်းလားမရှိဘူးရှိလုံးပါလားဖတ်သမင်းကောင်းတယ်ဒါတွေထားရကွာလို့ပြအဲ့ကောကွာရုပ်တကဆဲလားမလေးနေမောင်လေးစားမောင်လေးတော့ဒီလိုရှေ့ရလိုက်ပြီးရပဲဒီမှာမြက်တဲ့စိတ်တွေလိုပဲအောက်ကနေခူးစားလိုက်မယ်ဟဲ့လားမောင်လေးစားမောင်လေးမှာကျန်ဟင်းငါရွက်ရွှေရှိလုံးရှုံဟုတ်ကစင်းကောင်ကျန်ဟင်းငါရွက်တို့တိုင်းငါရွက်အရှိကကျွန်တော်တက်ရလာမိုးနဲ့ကစွန်ရွက်ကြောနေဟုတ်လေနနာလေးလည်းဟိုပါဟိုဘက်ကလိုင်းဟင်းငုံရုပ်သီးနဲ့ကြက်တံပြူနဲ့စားထားအောင်ဟိုဒါငပိရီနောက်မှကစွန်ရိုးနီပြုတ်တယ်နောက်မှတင်မောချိုရွက်ပြုတ်တယ်ခဝဲသီးပြုတ်တယ်ဘူးရွက်ပြုတ်တယ်နောက်ဒါပါတဲ့ပေါက်ပန်းဖြူရွက်ပြုတ်တယ်ငါခုခေါင်းကြီးနဲ့မပြပါနဲ့အမီးသားတော့မပြဘဲနဲ့ခေါင်းကြီးလာပြနာမီးလည်းမစားပါဘူးနော်ခေါင်းကင်းနဲ့ဘိုးကြီးကိုညိုရေးလာလေမမရှိဘူးလာလေဒီမှာသမင်းရလေမမိန်စရာဘာကြောင့်မှမရှိဘူးအမတွေ့လားကောက်ရိုးတွေပြုတ်လဲစားတာပဲသူတို့ဒီမှာဒီကားရိုးတွေဘိုးလေးတော့လေပြီးလို့မောင်လေးတွေများနေတာမမလည်းဖြစ်နေကောင်လည်းများနေမလည်းဖြစ်တဲ့ကောင်ဒီမှာကြည့်မင်းတို့ကောင်ဒီသားမယ်ဒါတော့တော်လည်းမိသားစုဖတ်ထမင်းဝိုင်းသားကြတယ်လေဒီကောင်မြင်သားကြတယ်လေဖတ်ထမင်းဝိုင်းဒါစိတ်စားတော့ရစိတ်စားတဲ့ဟာဆိုနွားစားတဲ့လူကုံစားလို့ရတယ်နော်အဲ့ကြတော့မင်းနဲ့လောက်ပေးပါတဲ့ကဲပေးလိုက်ဝမ်းစားမလာပြီမင်းတော့မနော်တို့ထားဖို့မရှိဘူးလို့စားရတော့ဟိုကတော့မိလိကျူစားအောင်သူရေဒီမှာကြည့်လိုက်အဲ့မှာဗာရှက်လေဆိုတော့နင်းအမလေးကောလူတွေကြည့်ဘာရှက်မနိုင်မှုသိလားဒီမှာကြည့်လိုက်ဟိုမှာအမကြည့်လိုက်အမ तू ဘလို့စားနေလဲလို့အတို့တွေကြည့်လိုက်အမတွေ့လားအသင်ကြီးလားလာမမေးနဲ့တော့ရပါနဲ့ဒါလားစင်စစ်ကြီးရမဟုတ်ဘူးဗျာစင်ကြီးလားလို့စင်ကြီးလားလာတော့ဟိုကလက်နေဆရာကိုကြီးစင်ကြီးလားဆိုအဲ့ကောင်ပတ်ဆက်ရှိပြီးငါအေးလည်းကောင်ကတော့တရားမလာမေးဘူးရှိတယ်ခင်ဗျာကြော်ရှိသေးတယ်ရှင်းနေရ
ရှိဟင်းလည်းရှိ မိုးတောင်ရိုးမုံမုံတာစိုက်နေ မိုးကငွေနှင်းမိုး မူတိုက်ကင်းကဧက40လောက်ရှိတယ် မိုးကတစ်ထုပ်ကိုဝယ်ရင်က1000ပဲ10ထုပ်ဆိုတော့1000ဟလားနောက်ပြီးတော့ဒီဘက်ကိုကားပို့တာ1000ကုန်တယ်နော်ကားစေးကတဲ့ယူခနောက်တစ်ခါဒီဘက်ကန်ကူကားက100ဘတ်100ဆိုတော့လေကြက်1000ပဲအဲ့တော့ခါကျမိုးရင်က 3000 တက်တစ်ထုပ်ကို10ကနေပြီးတော့မိုးရင်နဲ့တစ်ထုပ်ကို1000ကနေပြီးတော့3000ဖြစ်သွားတယ်ဒါပေမဲ့လည်းဟင်းစားပေါ်အောင်ဆိုပြီးမှအဲ့မိုးတည်ပြီးတော့မှကိုယ်အိမ်မှာတနေ့လွယ်အောင်လို့ ဆိုပြီးနော်အဲ့ဒါရှိတယ်ဘောသားမယ်နာလာသောတာစေ ရှေ့ရတာစားနေနောက်ကရှက်နေမပြီးသေးဘူးอ่ะနောက်ကရှက်လို့ပြုံးလို့မပြီးသေးဘူးဒီမှာဒါဟင်းရီဟာပဲနဲ့ရုံးမနေသေးနဲ့ ရုံးကလေးပါတယ်ပဲပါတယ်ခရမ်းလေးပါတယ်မြုပ်လေးပါတယ်ကိုကြီးကမှုကြောဖယ်ထားလား ဖဲ့တယ်လို့ဖဲ့ထားပါတယ်လို့ ပဲကလေးနဲ့ပုံကြောင်းရတဲ့နေ မိုးကြောရှိသေးတယ်ငပိရီနဲ့ဆာဆာ ငါတို့အဲ့အတန်းလုံးဆက်ပဲ10နှစ်တော့ ကျောင်းဘယ်သူခေါ်လား ဆရာကြီးစားကောင်းတာကောင်းတာဘောငါတပည့်ငါငတ်တယ်အခုလည်းအဲ့လိုနေကောင်းတာ ဒီနေ့ သူ့မေကကြလို့ဒီပေါ်တက်လာတယ် ဟုတ်လား နာမည်အောင်လည်းခေါ်ဆိုသူပြန် ဆာအင်းလဲလေအကြော့နဲ့တိုင်တော့မှနင်းအောင်လဲနော်နင်းအောင်လဲအကြော့နဲ့ကြော့အစေဝါနဲ့ငါတိုင်တော့မှနင်းလဲတော်တော်ဆူဆူပဲတွားပြန်မလားမပြန်ဘူးလားပြောနော် မိမချပြီးတယ် နော်ဗာမိမလဲဒေါ်လာရင်းမမိမကြောင်လားမပြောနဲ့ရှားတဲ့လူတော်မှခွဲပြစ်တာငါနေဟုတ်လားသောတာစေမိမလေးရတာဘယ်သူခွဲပလိုက်တာလဲနင်း မသိဘူးလေတဲ့မသိဘူးလေတဲ့အဲ့ရထဲမှာမိမရဲ့ဘောလီအင်ကြီးနဲ့သိတာလား ဘာလိုက်ပြီ ပြသွားပြီလို့တော့ကြားတယ်ဆိုတော့ဒီလုံးမတောက်ဖြစ်တယ် ဘာလို့အဲ့လိုတွေပြောရတာလဲလို့နင်တို့မိမမရတိုင်း တောက်ဖြစ်တယ် ကဲဒီဘက်တည်းမှာမိမဘယ်သူရဘူးလဲ အကောင်လူကြည့်ပဲလေ ပြောမတာ ဟမ်ဘယ်သူမိမရဘူးလဲလို့ရတဲ့မိမလေးဘယ်သူခွဲပလိုက်လဲပြောတော်လိုင်းမိမယူလို့တော့အကွဲဆိုတာမှတ်တာနော် အဲ့တော့အကွဲတယ် မိမတော်လိုင်းမိမယူရင်ခွဲပလိုက်မှာ မင်းမခိတခဏပဲ အာ ဒါကဥပ္ပပြောတာမှန် ဘာလဲကွာတော်လိုင်းမိမယူရနုဘာနဲ့သွားလှုပ်ကြွေးမလဲပြောဟမ်ကိုယ့်ကိုယ်တော်မှပြည်သူကစားရတဲ့ပြည်သူကကြွေးတဲ့ထမင်းကိုစားရတာနဲ့တို့ကမိမယူမယ်မိမတော်လိုင်းမိမယူတဲ့ကောင်လေးဟမ်ပြည်သူလှုပ်စားမစားနဲ့လေအဲ့ဆိုကိုမိမနဲ့ကိုတောင်သူလှုပ်စား ဥပ္ပပြောနေကြတော့ဝိတို့ပါလေ နော် ဟုတ် ဆက်တော့ ဘုံထဲ ဟာလေအိမ်ငါကဒေါ်လာရေးမှာသူများနေရာရောက်လာတော့အိမ်ငါကတနေ့အိမ်ငါကနဲ့စားစရိတ်နဲ့ရေကမိခနဲ့ဘာအလုံးမှမရှိပဲနဲ့အိမ်ပေါ်မှာပက်လက်လန်လိုက်မှောက်လိုက်မိမနဲ့အိတ်လိုက်အဲ့ဒါဒေါ်လာရေးလား အဲ့ထဲမှာဘူးလေးမပါဘူး ဟမ်မပါလို့မွေးရတာပေါ့ပါတဲ့လူကတော့တယောက်မှမမွေးဘူးနော် စလေးဘူးနဲ့ပူမူ ဟုတ်ပါကိုကလုံးမလုံးပဲနဲ့အိမ်ပေါ်မှာမှောက်လိုက်လှန်လိုက်အိပ်ပြီးတော့အစင်မပြေဘူးဆိုပြီးတော့မျက်ရည်ရှူတဲ့အကောင်ကြီးလက်ပြလုံးပါစီနော် အေး လက်ပြလုံးပါစီ အေး စင်မပြေဘူးဆိုပြီးတော့တော်လန်ရေးကလီးပဲတို့လာလို့တဲ့ကောင်နဲ့မိမကြတော့ယူခြင်းနဲ့တော်လန်ရေးသာမက်လမ်းလျှောက်လိုက်လေဘယ်သူမှငတ်မတော်ဘူးဒုက္ခဆိုလည်းမရောက်ဘူး ငါတို့ခက်ခဲပုံနေတာခြိုက်ထားလိုက်ဒီကောင်လေးမျက်ရည်ဆိုဆုံးမှာမဟုတ်ဘူး လူမျိုးနဲ့ ဝဲလေးတပွဲကားလိုက် တမျိုးဟိုဒီပေါက်ပန်းယူလေးတို့ဒါပါ သူများကြောင့်ကတော့မပြောချင်ပါဘူးဒါကိုသားသမီးတွေကိုပဲကိုဆုံးမတာသူများကြောင့်နေမပြောဘူး နော် ရမင်းတို့ကပကံတိတ်တော့အဲ့ခွက်ကွဲလို့မရဘူးနော်ပကံတိတ်တာတရားပါ ဘယ်ကဲ အဲ့ဟာလေးကကွဲလို့မရဘူး ဒီဖက်သမင်းတွေကကျွေးကျင်လို့ကျွေးတာမဟုတ်ပါဘူးဒီကောင်အကုန်လုံးလေသမင်းစားတဲ့နေရာကိုပကံနေယူသွားတယ်အခုသမင်းစားမယ်ဆိုပကံမရှိဘူးတဲ့မရှိဖက်ခင်းစားဆိုတကယ်စားကြတာနော်
တကယ်ဖက်ခင်းစားတော့တကယ်ဖက်ခင်းစားတဲ့ဖွဲ့အဲ့ဒါ တို့တက်မှာဖဲ့ ဟာ ဒီလိုနဲ့ဖြစ်ပြီးတော့ဆိုတာလေ ဘေးစီမရှိကမ်းမရှိကော်ဖီကွက်တောက်ပြီးတော့မောက်ဟိုနိုင်ချဒီနိုင်ချဟမ် အိမ်မှာဆိုအမေကလုတ်ပေးတာ အဲဒီမှာလဲတော်လဲလှုပ်ပေးနေရပဲနိုင်ဟိုမနိုင်ဘူးဒီတော်လဲယူတော့မယ်ဟိုပြေးရဒီပြေးရတယ်တော်လဲလာရင်တိုက်ချင်းရေးလို့ရအခုအိမ်ငါးလေးတစ်လုံးရှိပါရဲ့အိမ်မွားတခင်တထရနေချနေဟမ်ငါတို့အိမ်မွားနေချနေလေဘယ်လိုလုပ်မလို့အဲ့တော့ ပဲတိုက်ချင်တာဝိဇ္ဇော်မွေးချင်ဦးနော်တခါလေးပြောထားတယ် အေး ပလိုင်းပြီးဝိဇ္ဇော်ပင်မဲ့လူလို့ အားရှာပေးမယ်ညီမလေးရေလာစားလေလို့အချိန်မိသေးတယ်ချီသေးတယ်နော်ရေ တခါလေးပြောရမယ်အတော်ရှာပြီးတဲ့မိန်းမအနည်းဆုံးစိတ်ငင်မာတာပဲအိမ်မှာသွားရှာပေးအောင်လားအဲ့ဒီပြောင်းနေတယ် ဒီချိန်မှာကရင်မယူမမြဲမှာလေသူတို့ကဒေါ်လာရင်းမှာရဲဘော်ဆိုပြီးတော့ဒေါ်လာရင်းမှာရဲဘော်ဆိုပြီးတော့ PDF ဆိုပြီးအထင်ကြီးပြီးယူတဲ့မိန်းမတွေကခဏကြတော့ခါကြနေနို့ပဲထားပြခဲ့တာ ကလမပကလမတယောက်ချမ်း ကွဲမယ်နော် ကွဲတော့ဘာနေမှာ ဒီလိုခောက်လိုက်လေ ဒီပဲဒါ ခောက်လိုက် ဒီကမသိပဲဒါကြီးကိုတယောက်တည်းစားလို့လူဘာလို့လူကြည့်ပါဦးသိရတာဟုတ်လို့အဲ့ဒါလည်းငါတီးတဲ့လူလို့ကျွန်တော် ငါဆုံးဖြတ်ချက်မှာ မင်္ဂလာပါလို့ဆုံးဖြတ်လိုက်တာဟုတ်မိုးရွာချအောင် ဒီလိုပဲတစ်ခါတလေကြလဲမပြောလဲပြောအောင်လုပ်နေရတာစား ထုံးအားပေါက်ဒီနော်ဒီငါသတ်တာ ကောင်းလာပါသားလို့ဒီနေ့တကယ်ကောင်းပါ ဥပုရေတဲ့စားတဲ့ဥပုကလေမနေ့ကင်းနေရသီးလားငါးလဲနှစ်ကောင်กินစားပြီးွားပြီနော်အခုငပိတို့စရာနဲ့လဲစားပြီးွားပြီပြီးရင်သူအိမ်ဝင်ပါဆယ်ထုံးမှာဥပုညီတို့ကလာမလာပဲနဲ့ဥပုလာတော့ဥပုစားရတယ်လေဥပုလဲသူ့မိမအနေချပြီးအိမ်လဲတို့ကလည်းအိမ်မရှိဘူးဘယ်နှသွားနေရမလဲဥပုကမိမနေချနေညိုကြီးကအိမ်ဟိုးမရှိတော့ဘူးဟမ်ဘယ်သူခေါ်ထားခြင်းလဲလို့လူကနည်းနည်းလေးပါ25ယောက်ရောက်30ပဲရှိတယ်မိသားမထမင်း ဒေါ်လာရင်းနဲ့ကြမှာပဲဟိုအိမ်မွားလည်းနင်ချခံရဒါလည်းပဲအတွေ့အကြုံတွေပေါ့ ဟုတ်ငါတို့ဟိုမှာပုစုဖြူနေညာကာနေရဲဟိုမှာကျွန်တော်ပြောရတယ်ပြောတယ်ချက်လာလား ချက်ကောင်းမကောင်းကြည့်ကြည့်ဒေဦးနဲ့တိုက်ကြည့်လိုက် အခုဟိုမှာတောင်းဝင်နေတဲ့ကျမလေးဂျိုးလေးလောက်ကြီးတဲ့ဘယ်အထင်ဟိုတလုံးနဲ့တင်းပြသွားတယ်ကျမလေးနဲ့ခုမှစိတ်ကူးပါဘူးသူများဥတွေတလုံးနဲ့ကိုတောင်းဝင်နေအဲ့ရ ရွှေဘိုမိမယူမလားတဲ့ရွှေဘိုကိုဘယ်သူကမိမယူမလဲလို့မြင့်မို့ဦးရေ ဘလို့လဲလို့ရွှေဘွားယောက်ျားယူမဲ့ဟာ ရွှေဘိုမိမယူမလားတဲ့ဟမ် ရွှေဘွားယောက်ျားယူတဲ့ လူကျမနှစ်ကောင်ယူသွားတယ်အမအဲ့ကျမကြီးတင်းကောင်းတယ်ကျမနှစ်ကောင်မတိုင်တော့ဖမ်း ရွှေဘိုမိမယူရင်တဲ့ရွှေဘိုလောလောတဲ့ရွှေဘိုရေဟိုမှာနင်တို့အတော်တော်မှနေစရာအိမ်မရှိသေးဘူးဘယ်လိုလုပ်ပါ ဘာလို့ဟုတ်တော့ဟိုကောင်မလေးကအလုံးလုံး ဒီလေဒီပဲကျမကောင်းတယ် ကဲစားပြီးရင်နေရာရှာနော်စားပြီးရင်နေရာရှာလိုက် ဟုတ်ပြီလေ ရှာလိုက်နော်စားပြီးရင်နေရာရှာလိုက်ကြကိုနေရာကိုဝစ်ချင်းကိုသွားကြတော့နော်လို့ဒီ ကောင်းစားတယ် မင်းသားပြတမျိုးလို့တယ်အော်ကြမကုန်းခောက်လေငါဒါရှိုးဖက်ကိုရှိုးအေးအဲ့လိုဖက်ကိုရှိုးလိုက်ဖက်ကိုပြစဟမ်ဟေးကွန်းသီးနဲ့ကွန်းရလာယူလားဟုတ်တယ်ဘာလဲတော့ပုံလားကြီးမေပုံနဲ့ဘာလဲဒါပါတာဘာရုံပြငယ်သည်ဟာမိုက်တယ်ဟာငယ်သည်တွေဘဲရလဲဘယ်နာခိုးလာလဲပြောကြီးမေလိုက်ခိုးမယ်ငါလည်းဝယ်မသားနိုင်ဘူး
ငရုတ်သီးပဲနာခိုးလို့ရတယ်ပြောအောင်မခိုးမယ် 我跑步，怎么了？ မခိုးခိုးခိုးအဲ့အပင်ရှိတဲ့နေရာသိလား 我的 ဟာပြီးရောအပင်ရှိတဲ့နေရာသွားချအောင်လို့တို့သွားခိုးမယ်လေ ဘာလို့လဲကို ဟမ်အတီး ကိုကြီးရှိနေတာပါတော့ပြောမလား ဟုတ်တယ်ရတယ်လေနင်ခိုးပြီးလာဖို့လည်းဘာမှဖြစ်ဘူး 跑步，怎么了？ရုပ်သီးလာပို့တယ်တဲ့ဒီမှာမြဲတမ်းပို့ပြီးတယ်ရုပ်သီးလာပို့တယ်တဲ့ကစွန်ရွက်နီလေးတွေလာပို့တယ်တဲ့အာဒီမှာဒီမေမာတဲ့ကိုကိုတွေကများလို့တဲ့ဒီမှာကစွန်ရွက်နီရဲ့တဲ့ရုပ်သီးရဲ့တဲ့ဒီမှာပင်မောချိုရွက်ရဲ့တဲ့အေးပင်မောချိုရွက်ရဲ့တဲ့သမောသီးရဲ့တဲ့အေး အားကြရအောင် 哦，我家， လွယ်နေ ကဲပါဘိုင်ဘိုင် တွန်းနေတာလည်းလို့ ဘယ်သူကလဲအော်ထမင်းသားပြီးမိမရှာပြီးဒီလိုကောင်းတွေကိုထင်ကြီးတဲ့မိမတွေဘယ်လိုလုပ်မလဲလို့ဟမ် ဘုပကဘွား မသိရင်ဘက်ခက်ဘွားမသိရင်သူတို့မှပဲလှုပ်ကြီးလှုပ်ခိုင်းနေရှိသလိုလိုကောင်မလေးတွေနဲ့ ။နဲ့ကျွေးတဲ့ခမင်းတော်မှာနတ်မအောင်စားခြင်း အေးအဲ့မလေးမိမဒေါ်လာရေးမမိမရတယ်အဲ့ကောင်ပြန်ဦးမ အေးကောင်အေးကောင် အဲ့ကောင်ဒေါ်လာရေးမမိမရတာဘာမှလုံးမကျွေးနိုင်တဲ့မိမအခုထားခဲ့ပြီနောက်တစ်ယောက်ျားရသွားပေါ့နော် သွားပြီ ဒီကောင်တစ်ခုလက်ဒါလူယုံမဟုတ်တစ်ခုလက်တစ်ခုလက်နော်အေးဟုတ်ပြီမကုန်းရနေတယ် 要把咖啡。